Hello အားလုံးပဲမင်္ဂလာပါအခုကတော့ကျမတို့ဒီဖယားကိုညံရုပ်ပူဇော်ဖို့သွားနေတာပါအခုကမနက်၄နာရီခွဲဆိုတော့အရန်ဆော်လနဲ့တော့အိုးဝီလေးနဲ့ပဲသွားဖြစ်ပါတယ်ပုံမှန်ညံရုပ်ပူဇော်ပွဲတွေဆိုလို့ရှိရင်တော့၄နာရီခွဲမစောဘူးပေါ့နော်မနက်၄နာရီလောက်ကနေပြီးတော့6နာရီခွဲလောက်ထိတော့ရှိလူစီကားတယ်အခုကအရှင်နဲ့မတူတာလဲကြောင်ပေါ့နော်နည်းနည်းလေးကြောက်တော့ဒီလိုလေးပဲလာလိုက်တယ်ခုကဖျားချင်ရင်ရောက်ပါပြီချခင်ရောက်နေတာကတော့ညံရိုးတွေပါကျမတို့တွေအခုညံရိုးမဝယ်ရသေးပါဘူးရှင်အခုဝယ်ပြီးဖျားပေါ်တက်ပါမယ်တလေကားနဲ့လူတိုးလို့ရမယ်အောင်မထင်ခဲ့ဘူးပေါ့နော်ပထမနှစ်တုပ်ပြီးတော့တလေကားနေရခဲ့ပါတယ်အခုကတော့ဒီမှာနည်းနည်းအရင်ကြီးရှင်းလင်းနေတယ်ပေါ့နော်ရင်တော့ဆိုတော့လောက်ကြီးတော့မရှင်းလူစီကားတယ်ခုတော့ဖျားပေါ်မှာချောင်းချောင်းစီစီအေးစေးပဲဒါလေးကတော့ငယ်မလေးပါသူကင်ထားတာလေးတွေညံရိုးပါညံရိုးတွေကအရင်နေ့ကလေးရပါတော့ဖျားချင်မှရောက်နေကြတယ်အခုမလို့မနက်မှဝယ်လဲရပါတယ်ရှင်ညံရိုးပူဇော်ပွဲရတော့တနိုင်ငံလုံးမှာဒီပြည်မျိုးကရှေ့စံတော်စိတ်ဒီမှာပဲရှိတယ်လို့တော့လူကြီးတွေပြောကြတယ်ပေါ့နော်တခြားမျိုးတွေမှာရှိတာမရှိတာတော့သိချာမသိပါဘူးရှင်အခုကတော့ပြည်မျိုးကဒီရက်ွက်ကလေးတွေမှာရှိတဲ့ဘုရားစိတ်ဒီမှာလည်းပဲညံရုပ်ပူဇော်ကြပါတယ်ဒါကတော့ဘုရားရှင်မြင်တော်ဘောကဓမ္မယုံထဲမှာထမင်းနဲ့စတူဒီတာကျွေးတာရည်ကောင်းလားထမင်းနဲ့ကောင်းလားရှင်စံတော်ဘုရားဖူးကြပါအောင်ရှင်အခုကညံရိုးပူဇော်ဖို့အတွက်ဒါသွားနေတာပါအခုဒါတောင်ဆောင်တန်းပေါ့တောင်ဆောင်တန်းကနေပြီးတော့အောက်ကိုဆင်းသွားရပါမယ်နော်လူတွေလည်းရမ်းစီကားတယ်အကုန်လုံးကလည်းညံရိုးလေးတွေကိုင်းတယ်ဟိုးကမအဲ့ဒါမီးတွေတောက်နေတာကဒီညံရိုးလေးတွေကိုမီးရှို့ပြီးတော့ဖျားကိုပူဇော်တာပါယူစားကြတာကတော့ဒီညံရိုးတွေကိုမီးရှို့လိုက်တော့ထွက်လာတဲ့အနှွေးဓာတ်ကိုဖျားကိုမြတ်စွာဘုရားကိုပူဇော်တာပေါ့နော်အရန်ချမ်းတဲ့ရာသီမှာဖျားကိုအနှွေးဓာတ်ပူဇော်တဲ့သဘောပါမြင်တော့မြင်နေရပါပြီနည်းနည်းလေးပဲကျွန်တော်တယ်ဒါပေမဲ့လူရမ်းကြက်လို့ဆိုလို့လမ်းကြောင်းပြောင်းရပါတော့မယ်ဟိုဘက်ကနည်းနည်းလေးခွေပြီးတော့နည်းနည်းမှောင်တဲ့ဘက်ကသွားမှာပေါ့နော်အဲ့လိုလေးပဲသွားလိုက်တော့မယ်ဖက်နဲ့တွေကတော့မပါဘူးအပ်ခဲတာဆိုတော့အော်မိမလေးအဝေးကနေဖြစ်တယ်အာ
ဒီမှာလည်းညံ့ပြင်လိုက်တော့ဟုတ်ကဲ့မိဘုံနဲ့ကိုအဲ့လိုမျိုးညံရိုးလေးတွေကိုဝေးရနေလှလှအဲ့လိုပြစ်ထည့်ရတာပေါ့နော်အဲ့လိုပြစ်ထည့်ရတာပါပြစ်ထည့်ပြီးဟိုဘက်ကမီးထိန်ပေးတာပေါ့ရေလေးဖြန်းပြီးတော့ပြီးโอเคလေးတွေစီပြီးကန်သဘောမျိုးလေးလောက်ထားနားမတော်နဲ့လို့ဘယ်တော့မှအမေရဲ့ရိုက်ပါလားကဲခုကတော့ညံရိုးပူဇော်လို့ပြီးပါပြီဖျားပေါ်ပြန်တက်မယ်ဖျားဟူပြီးတော့ပြန်ပါမယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်မီးပေးတဲ့ညောင်တော့